ပိုင်နံပါတ်6မာသမယသူတို့ဤမှာပါရယ်တတိယပြမကြီးရှောက်တဲ့စကားရဲ့အထခောအပရာဒီဝတ္တဘဂဝတောတဏိကေဣမံဂါထံအဘာတိအထခောအပရာဒီဝတ္တဘဂဝတောတဏိကေဣမံဂါထံအဘာတိအထခောအပရာဒီဝတ္တဘဂဝတောတဏိကေဣမံဂါထံအဘာတိစစ်တဝါခီလံစစ်တဝါပလီကံအိန္ဒခီလံဥဟိဇမနိဇာစစ်တဝါခီလံစစ်တဝါပလီကံအိန္ဒခီလံဥဟိဇမနိဇာတေစရန္ဒီသုဒ္ဓဝိမလံစခုမန္တာဒုဒန္တာတုတုနာဂတိဒေစရန္တိသုဒ္ဓဝိမလံစခုမန္တာဒုဒန္တာတုတုနာဂတိတဲ့နော်စစ်တဝံခီလံစစ်တဝံပလိကံအိန္ဒခီလံဥဟိဇမနိဇာဒေစရန္တိသုဒ္ဓဝိမလံစခုမန္တာဒုဒန္တာတုတုနာဂတိကောင်းပြီဒီနံပါတ်6ဂါထာလေးကိုဘယ်ပုဂ္ဂိုလ်ကရွတ်တယ်ဘယ်လိုထိပ်ပဲရှိတယ်ဆိုတာလည်းရှင်းပြမယ်သူကမြတ်စွာဘုရားထံမှာဒီဂါထာကိုရွတ်ခဲ့တဲ့ပုဂ္ဂိုလ်ကတော့တုတ်တော်ဘာသာဗြဟ္မဘုံကလာတဲ့တတိယမြောက်ဗြဟ္မာကြီးပေါ့နော်သူကစัจ java လာယဟိုးအနောက်နှုတ်ခမ်းဝါဆင်းသက်ပြီးတော့မြတ်စွာဘုရားထံမှာလက်ဆောင်အနေနဲ့ရွတ်တယ်အနောက်နှုတ်ခမ်းဝါကရွတ်တယ်ဆိုပေမဲ့သူ့ရဲ့အတန်ကစัจ java လာရဲ့အရှိတိုင်းကနေကြားတယ်တဲ့ဟုတ်ပြီသူ့ရဲ့မြန်မာလိုအဓိပ္ပာယ်ကတော့ဒါခီလာဆိုတာညောင်ကသင်းတို့ပလိကဆိုတာတကားကြီးတို့အိန္ဒခီလာဆိုတာတကားတိုင်အဲ့ဒါတွေကိုဖြတ်တယ်နှုတ်တယ်အဲ့ဒါတွေကိုဖြတ်နှုတ်ပြီးတော့ဖြူစင်တယ်စင်ကြယ်တယ်ဒီဉာဏ်မြင်ရှိတဲ့အတွက်ကြောင့်မလို့ကောင်းစွာရင်ကျေးပြီးတဲ့ယဟန္တာမထေရီအဲ့ဒီယဟန္တာမထေရီကတဲ့သူလိုတဲ့အရက်တွေကိုလှည့်လည်သွားလာနိုင်တယ်အဲ့ဒီယဟန္တာမထေရီလေးတွေကိုဖူးမြင်ခြင်းလို့ဒီတတိယမြောက်ဗြဟ္မာကြီးကဒီမဟာသမယတုတ်စည်းဝေးတဲ့မဟာအောင်တော်ကြီးတွေကိုကြွလာတယ်အဓိကလိုရန်တော့ဒါပဲပေါ့နော်ဒီထက်မှတနေ့တဲ့အဓိပ္ပာယ်တွေကတော့ရှိသေးတယ်ပေါ့နော်သူကဘယ်လိုရှိလဲဆိုလို့ရှိရင်ဒီနိုင်ငံမှာပဲဖြစ်ဖြစ်မြေမှာပဲဖြစ်စိုက်ထားတဲ့ညောင်တို့ငုတ်တိုင်တို့ဆိုတာကဆွဲနှုတ်ရတာခက်နေတဲ့နော်အဲ့လိုဆွဲနှုတ်ရခက်တယ်လို့ပဲဒီတတဝါရီတဏ္ဍမှာရှိတဲ့ရာဂဒေါသမောဟဆိုတဲ့ဥစ္စာတွေကတတဝါရီခန္ဓာဆင်းရဲဆွဲနှုတ်ဖို့ခက်တယ်နော်အဲ့ဒါကြောင့်မလို့ရာဂဒေါသမောဟတွေခီလငုတ်တိုင်ဆိုတော့တင်စားတာဒီယဟန္တာ900ကတော့အဲ့ဒါတွေအားလုံးဆွဲနှုတ်ပြီးပါပြီတဲ့နော်ခီလာဆိုတာညောင်ကတဲ့ပလိကဆိုတော့ငုတ်တိုင်အိန္ဒခီလာဆိုတော့ဒါကဟိုဟာကိုပြောတာတကားကြည်မင်းတို့မြို့တဲကိုဝင်ဖို့ရန်အတွက်ကြသူကတော့မြို့တစ်ခုမှာတကားပိတ်ပြီးတော့တကားကြည်ဟိုဘယ်လိုပြောမလဲမင်းတို့ထိုးထားတယ်ဆိုရင်ပေါ့နော်အဲ့မြို့တဲဝင်ရခတ်တယ်လို့ပါပဲတဲ့ဒီနိဗ္ဗာန်ဆိုတဲ့မြို့တဲကိုဝင်ဖို့ရန်ချက်ဒီရာဂဒေါသမောဟတွေကတားဆီးထားလို့ရှိရင်ဝင်ရခတ်တယ်ဒါပေမဲ့ဒီယဟန္တာမထေရီကတော့တဲ့အဲ့ဒီငုတ်တိုင်တွေစူးညောင်းတွေခလုတ်တွေကိုဆွဲနှုတ်ဖယ်ရှင်းပြီးပြီတဲ့နော်သူတို့ကဘာဖြစ်လဲဆိုလို့ရှိရင်စက္ခုမတာအဓိကကတော့စက္ခုမတာမျက်စိဉာဏ်အမြင်ရှိသွားတဲ့အတွက်ကြောင့်စက္ခုမတာဉာဏ်မျက်စိအမြင်ရှိသွားတဲ့အတွက်ကြောင့်မလို့သူတို့ကတုတ်တာဖြူစင်တယ်ဝိမလအညစ်အကြေးကင်းနေတဲ့ကောင်းသွားဆုံးမအပ်ပြီးဖြစ်တဲ့အတွက်ကြောင့်မလဲတုတ်တာဖြူစင်တဲ့ဝိမလအညစ်အကြေးတွေကင်းတယ်အဲ့လိုဖြစ်တဲ့ဒီယဟန္တာ900ကတဲ့သူတို့အလိုရှိတဲ့အရက်မျက်နှာတွေကိုဘာမှအတားအဆီးမရှိဘူးလွတ်လွတ်လပ်လပ်ပဲသွားလာနိုင်တယ်တဲ့အဲ့ဒီယဟန္တာအရှင်မြတ်တွေကိုဖူးမြင်ခြင်းလို့ရန်တဲ့ဖူးမြင်ခြင်းလို့ဒီမဟာသမယတုတ်ရှိတဲ့မဟာအောင်တော်တွေကိုလာပါတယ်တဲ့